အာနာတီမြဲမယ်မရရှိတဲ့စိစိနာရရှိမယ်ရရှိပြီးတဲ့စိစိဥစ္စာတွေအကျိတ်ကအမြဲတည်မယ်အသက်ရှင်မယ်ကျမ်းမာရေးကောင်းမယ်ဟောအဲ့ဒီလိုလည်းပဲလူဘိန်းကြိုက်ဘယ်တော့မှမဆွဲဆောင်ခဲ့ဘူးဗျမြတ်စွာဘုရားကလေသူ့ကိုကိုးကွယ်ရင်လက်လာပါပေါ်လိမ့်မယ်လို့လည်းမပြောခဲ့ဘူးအဲ့စကားဟုတ်လားသူ့ကိုမကိုးကွယ်ရင်အန္တရာယ်တွေးလိမ့်မယ်လို့လည်းဘယ်တော့မှမချိန်ချောက်ခဲ့ဘူးလူဘိန်းတွေအတိညာမဲ့တဲ့လူတွေသဘောကျမဲ့စကားမျိုးမြတ်စွာဘုရားဘယ်တော့မှမပြောခဲ့ဘူးဟုတ်ပလားဒါကြောင့်သူတော်ကောင်းတို့ရဲ့ဒါဖြင့်ဗျာမြတ်စွာဘုရားကမမာပဲနဲ့တပည့်တော်တို့ဘိုးဘေးပြည်ပြင်ဖိုးပွားများလက်ထက်ဖေဖေမင်းမင်းနဲ့တကွတပည့်တော်တို့အခြေအနေတိဘုရားစေတီတော်ဩဒတကစေတီတော်ရုပ်ပွားတော်တွေကိုတီထားကိုးကွယ်ပြီးတော့ရွှေတွေချပါတယ်ဗျာစွမ်းတော်ပန်းတော်ရေချမ်းတော်ပန်းတော်တွေစက္ကလူတန်းပါတယ်ဗျာအဲ့ဒါကြတော့ကောဗျာဖះကတော့ဒီလိုလောက်ပါလို့မမာခဲ့ဘူးဗျဘာဖြစ်လို့ဒါလုံနေကြတာလဲဖះအဲ့ဒါသားလေးတို့သမီးတို့မှတ်တာသူတော်ကောင်းလက္ခဏာတဲ့ဘာလက္ခဏာယောဝေကတေညုကတာဝေတိတေတော်ကလျာဏမိတ်တော်ဒံလာပတ္တိဟောတိဒုက္ခိတသာသက္ကေသံကရောတိကိစ္ဆန္တရာဝေတံသဗုရိတံဝရန္တိတဲ့ယောတိရနဂုံမူလဓခံရသဖြင့်ဘဝနောက်ကောင်းတဲ့ကောင်းဖို့လမ်းကြောင်းဒီတွင်အကျဉ်သူတော်စင်သည်ဝေစေစေအကံအမှန်စိတ်ထားရုပ်ပြောင်းသောအပြင်ကတိညုသူတစ်ပါးတို့ပြုတတ်အပ်ဖို့မြတ်ကျေးဇူးကိုအထုရှိသည်သိလေရှိသည်၎င်းတဲ့သူတော်ကောင်းဆိုတာနံပါတ်1ကျေးဇူးကိုသိရမယ်ဘာကိုသိရမယ်ကျေးဇူးကိုသိရမယ်တဲ့အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးလောကလည်းပွင့်လာတော့လေအော်ဒါဟာကုသိုလ်ဒါဟာအကုသိုလ်ဒါသည်ရုပ်ဒါသည်နာဒါသည်အကြောင်းဒါသည်အကျိုးဒါသည်မကောင်းမှုဒါသည်ကောင်းမှုလို့ခွဲခြားဝေပန်ပိုင်းခြားသိခွင့်မရောက်လာရလားသစ္စာတရားတွေသိခွင့်မရောက်လာရလားအပယ်လေးပါးရဲ့လွန်မြောက်ကြောင်းဓမ္မအသိဉာဏ်တွေသိခွင့်မရောက်လာရလားအော်ဒါဟာကုသိုလ်ပဲဟဲ့ဒါဟာအကုသိုလ်ပဲဟဲ့ခွဲခြားသိခွင့်မရောက်လာရလားအဲ့ဒါဘု து ရဲ့ကျေးဇူးလဲရဲပြောဘု து ရဲ့ကျေးဇူးဘုရားရှင်တော်မပွင့်ပါလျင်လူတော်အများစိတ်ကောင်းထားလဲဧကကုသိုလ်အကုသိုလ်နဲ့ထထဘုံဘဝမတိယမြာလာအပြစ်တွေတဲ့ဖခင်သာလောကအလည်းမပွင့်ရင်တဲ့သူတော်ကောင်းတို့ဘုံဘုံတို့လေဘလောက်ပိတ်စိတ်ကောင်းနှလုံးကောင်းရှိပါတယ်ပြောပြောတဲ့ဟိုဘုရားရှိခိုးတော်မြတ်ကြီးမပွင့်ခင်တုန်းကအိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်လေမဂ္ဂိလိဂောတလဇိတဂိတကမလာသိစီပုရဏကတ္တပနိကန္ဒနာဒဗုဒ္ဓသင်္စေယဘေလတ္တဗုဒ္ဓအစရှိတဲ့ဒိဋ္ဌိဆရာကြီး6ယောက်အဲ့ဒါသူတို့ကဘုရားလှုပ်ပြီးတော့မှဒီလိုဘာသာတရားတွေဗျမနဘာသာဆိုဖြန့်ပြကြအဲ့ဒါသူတို့ရဲ့ကျင့်စဉ်ထဲမှာတုံးကုံဇက်ကရေငုံမီးလုံးနဲ့အပါဝင်အဲ့ဒါမဟာဗျမအပါဝင်မဟာဗျမတို့ရှီဝါတို့ဗိရှနုတို့ပရမေတ္တဝါတို့အဝလောကတရာတို့စွာရစတိအစရှိတဲ့အဲ့ဒီဒိဋ္ဌိဆရာကြီး6ယောက်တတိပြောရင်သူတို့ရဲ့နာမည်ကြီး9ယောက်လို့ခေါ်တာပေါ့ဗျာအဲ့ဒီဒိဋ္ဌိဆရာကြီး6ယောက်ကဥဆောင်တဲ့နာမည်ကြီး9ယောက်အဲ့ဒါကိုဗလိနတ်စာကျွေးရမယ်ဆိုတော့ဘာလုပ်လဲဆိုတော့သတ္တဝါလေးတွေခါတယ်ကိုအမျိုးပေါင်းက9မျိုးနာမည်ကြီး9ယောက်ကိုပူဇော်ရမို့လို့ဂျိုကြီး9လုံးနာမည်ကြီး9ယောက်ပြီးတော့တရဝါ9ခေါပြီးတော့တရဝါ9မျိုးကိုလီ81ရှင်နတနပေါင်း9အဲ့တော့9မျိုးတွေကြည့်ပဲဒါကြောင့်ကိုနဝင်းမိုးလက်မသိဆိုတဲ့ကိုနဝင်းဆိုတဲ့စကားလုံးဒီထေရဝါဒဗုဒ္ဓသာသနာကဆင်းသက်လာသောစကားလုံးမဟုတ်ပါဟုတ်ပြီနော်ဗျမနအယူဝါဒတွေကနဲ့မိစ္ဆာဒိဋ္ဌိအယူဝါဒတွေကဆင်းသားပြီးဗုဒ္ဓဘာသာရဲ့ရည်ကြည်မှုတို့ကိုဖျက်ဆီးပူးသတ်လိုတဲ့အတွက်ကြောင့်မလို့ရောကျိတ်လိုက်တဲ့စကားလုံးသားလျင်ဖြစ်ပါတယ်
ကိုနဝင်းဆိုတဲ့စကားလုံးဒီဗုဒ္ဓဘာသာမူရင်းပါဠိတော်မှာလုံးဝမရှိပါဟုတ်ပြီနော်ကဲကောင်းပြီထားလိုက်တော့အဲ့ဒီမှာသူတို့ဘာလုပ်လဲနတ်မင်းကြီး9ယောက်ကိုပူဇော်တယ်ဆိုပြီးတော့မှဘရဝါအမျိုးပေါင်းကဘယ်နှမျိုးလဲ9မျိုးဆိုလိုချင်တာကတော့စိတ်ဆို9ကောင်ဝက်ဆို9ကောင်ကြက်ဆို9ကောင်တိုးဆို9ကောင်နွားဆို9ကောင်မြင်းဆို9ကောင်လူဆို9ယောက်မိန်းကလေး9ယောက်ယောက်ျားလေး9ယောက်အဲ့လိုမျိုးပေါ့အဲ့ဒါသရဝါ9မျိုးကိုလီ81ရှင်းတဲ့နဲ့ပေါင်းကိုနဝင်းမိုးလက်မတိဆိုတာမျိုးပြောတာအဲ့ဒါတွေကရောချိတ်ခံနေရတာပဲအဲ့ဒါဘာလို့လဲအဲ့ဒီသရဝါလေးတွေကိုတကားတဲ့ဗလိနတ်စာကျွေးရမယ်ဆိုပြီးတော့မှအဲ့ဒါကျင်းတူးပြီးတဲ့အခါကျတော့အဲ့ဒီကျင်းထဲမှာတကားတဲ့တောင်လောက်ရှိတဲ့ဟိုဘုန်းကြီးတို့2ပေ3ပေလောက်ပေါ့ဗျာကျင်းတူးပြီးတော့ impact တွေခံငါပြောပဲဒီခံပြီးတော့အဲ့ဒီသရဝါလေးတွေကိုဆွဲလာပြီးတော့မှလဲလှီးတာဟိုဟာလာလောက်တာအဲ့ဒါလဲချောင်းတွေလှီးပြီးတော့ကြလာတော့သွေးတွေကိုခွက်နဲ့ခံပြီးတော့ခုနကပြောတော့နတ်ရုပ်9ရုပ်ရှိတယ်မဟာပြမအပါဝင်ရှိဝဘိစနုပရမေတောအဝလကတရအဲ့ဒီမှာသွေးအဲ့ဒီခုနလဲချောင်းသွေးတွေနဲ့တွန်းလောင်းတာအဲ့ဒါကိုဗလိနတ်စာကျွေးတယ်လို့ခေါ်တယ်ဗျအဲ့တော့ဒုတတော်ကောင်းနေစဉ်းစားကြည့်စမ်းအဲ့လိုသူများအသက်ကိုသတ်ပြီးတော့မှလုံနေတဲ့လုပ်ငန်းတွေဟာကုသိုလ်တွေလားအကုသိုလ်တွေလားကောင်းမှုတွေလားမကောင်းမှုတွေလားဒါပေမဲ့ဘုရားရှိခိုးတော်မြတ်ကြီးလောကလမ်းမပွင့်ခင်တော့ကမသိကြဘူးဗျာမသိကြဘူးအဲ့ဒီလိုသတ်တဲ့ဖြတ်တဲ့အလုပ်တွေနဲ့တကားတဲ့အဲ့ဒါနက္ခတရာတွေစုံပြီးဆိုတဲ့သဇောင်းမောင်းလာပြေးဆိုရင်ဘာလာနက္ခသပင်ပွဲဆိုတာနှစ်တိုင်းလုပ်တာအဲ့ဒီနှစ်တိုင်းလုပ်တာကိုလည်းပဲအဲ့ဒါအောက်တာအကုသိုလ်အလုပ်ကြီးပါလားဒီအလုပ်တွေကသရဝါအမြောက်များစွာသိစေနိုင်တဲ့အကုသိုလ်အလုပ်ကြီးပါလားလို့သိကြရလားဘယ်သူမပွင့်သေးလို့ဘုရားရှင်တော်မပွင့်ပါလျင်လူတော်အများစိတ်ကောင်းထားလဲဧကကုသိုလ်အကုသိုလ်နဲ့ထောတော်ဘုံဘဝမတိယမြာလာအပြစ်တွေခုခေတ်လည်းရှိတာပဲအချို့ဘာသာတွေမှာဒီကနေ့အိန္ဒိယနိုင်ငံမှာဘုန်းကြီးတို့အာရှမှာလူဦးရေအများဆုံးဟာအိန္ဒိယနိုင်ငံမှာလူဦးရေသန်းပေါင်း1600ကျော်ရှိတယ်ဘုန်းကြီးတို့မြန်မာနိုင်ငံမှာလူဦးရေသန်းပေါင်း54ပဲရှိတယ်60ဆိုတာအပြောပဲတကယ်ရှိတာ54လောက်ပဲရှိတယ်ဆိုအစာပေါင်းများစွာကွာတယ်အိန္ဒိယနိုင်ငံမှာအဲ့တော့အာရှမှာကမ္ဘာမှာရှစ်ဦးစွာသောတို့အာရှတိုက်တဲ့ကကိုပိုင်ကမ္ဘာဂျိုတုလွတ်တင်နိုင်တာဟာအိန္ဒိယနိုင်ငံလွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာကျင့်သုံးခွင့်စသဖြင့်ဒီမိုကရေစီတို့ရဲ့ဘိုးအေကြီးပေါ့နိုင်ငံရေးရဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးတာလည်းပဲအာရှမှာအိန္ဒိယကအရင်ဆုံးပဲဒါပေမဲ့ဒီကနေ့ဒီအိန္ဒိယနိုင်ငံမှာအဲ့ဒီဗလိနတ်စာကျွေးတဲ့ဘွယ်ကနေ့ဒီရှိတုံးသူတို့ကိုးကွယ်တဲ့ဖရားပေါင်းကလည်း60ကျော်ရှိတယ်ဘာသာအယူဝါဒတွေကလည်းရှော့ရှက်ကိုခတ်နေတာပဲအိန္ဒိယနိုင်ငံမှာအဲ့ဒီဘာသာအယူဝါဒအစွဲအလတ်နဲ့ဇက်နေဇက်မြင့်နေတဲ့တတ်လိုက်တဲ့လူမျိုးရေးဘွဲတွေကလည်းခရုစစ်တွေကလည်းနဲတာမဟုတ်ဒီကနေ့ဒီအိန္ဒိယနိုင်ငံမှာရှိတုံးမယ်ဆိုလိုချင်တာကဖရားစစ်ဖရားမှန်တာမပွင့်ရင်ဒါဟာကုသိုလ်ဒါအကုသိုလ်လို့ခွဲခြားလို့တောင်သိခွင့်ရပါဦးမလားဒါပြန်ကုသိုလ်နဲ့အကုသိုလ်ခွဲခြားသိခွင့်ရတာလောကအလယ်ဘယ်သူပွင့်လို့ပါလိမ့်ဒါကြောင့်ဘုရားရှင်တော်ပွင့်ထွန်းပေါ်၍ဟောပေါ်ညွှန်ကြားမြတ်တရားကြောင့်ဧကကုသိုလ်အကုသိုလ်နဲ့ထောထောဘုံဘဝတိကြရမြတ်လာကျေးဇူးပဲတဲ့အဲ့တော့ကုသိုလ်နဲ့အကုသိုလ်ခွဲခြားဝေဖန်သိတယ်ဆိုတာဘုသူရဲ့ကျေးဇူး